တကယ်ချင်းငါအတန်ကလည်းအခုနောက်ပိုင်းပိုပြီးအစ်စ်မြင့်လာသလိုပဲကွာငါတချင်းနေဆိုရင်လူတွေကအတန်သိပ်ပြီးတော့နားထောင်ရတာငါမှာအနုပညာပါရမီအပြည့်ရှိတယ်လို့မင်းမထင်ဘူးလား ငါမှာအနုပညာပါရမီအပြည့်ရှိတယ်လို့မင်းမထင်ဘူးလား ဟာလူတွေကအတန်တိတ်သွားတာမဟုတ်ဘူးကွာမင်းအတန်ကြောင့်လမ်းပြီးစကားပြောတာရပ်သွားကြတာဟာ မင်းကလည်းမနာလို့ဖြစ်စမ်းပါနဲ့ငါအတန်ကလည်းအမြင့်တန်နေဆိုရင်အရန်ကြည်တာမနေ့ကငါရေရှုပ်ခန်းထဲမှာအော်ဆိုနေတာတလန်းလုံးမင်းတို့ကြားရတယ်မလား တလန်းလုံးမင်းတို့ကြားရတယ်မလား ကြားရတာပေါ့ကွာအဲ့ဒါကြောင့်လည်းတလန်းလုံးကလူတွေကမင်းတို့အိမ်မှာခွေးကိုရိတ်တက်နေတယ်ဆိုပြီးရဲတိုင်မို့လုံနေကြတာ ဟာမဟုတ်တာငါကအသေးခွဲတစ်ချင်းကိုခါစားချင်းနဲ့အော်ဆိုနေတာလေကွာ မင်းခံစားချစ်တဲ့အော်ရာကနားထောင်တဲ့လူတွေအတဲကွဲတာမဟုတ်ဘူးနစီကွဲတော့မှအနုပညာပါမီကိုခဏထားအိမ်ကြီးချင်းနဲ့မင်းကောင်မောင်းမထုတ်ခင်မင်းပါဇက်ကိုအမြန်ပိုက်ထားလိုက်စမ်းပါဟာ မင်းကမောင်းမထုတ်ခင်မင်းပါဇက်ကိုအမြန်ပိုက်ထားလိုက်စမ်းပါဟာ